နော်တကားနော်ထဲမှာအတိုးနော်နေကြောက်เสียကောင်းတာဘာမှမရှိတော့ဘူးအခုအစဉ်ပြေတယ်နောက်ကြမှာဆက်မယ်ဆိုပြီးယူခဲ့မိတဲ့နော်အိမ်တို့ချမ်းသာဖြစ်မလာတော့တဲ့နော်ပုံးပြည်တန်ကြားလာတိုင်းကြောက်နေရတဲ့နော်စိတ်တော်ကားတွေစုပုံပြီးဘဝတွေတစ်ခုချင်းပျက်စီးသွားတတ်တဲ့နော်အဲ့ဒီရဲ့ပြဿနာအားလုံးရဲ့အစဝေကြောင်မဟုတ်နောက်မှပြန်ဆက်မယ်ဆိုတဲ့ကိုလိန်လိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်မှတ်ထားမှအတိုးလုံးဆိုတာလူသားတွေဘယ်တော့မှနိုင်ရမှာမဟုတ်မချီမငားတော့ဘူးလို့ဆုံးဖြတ်တဲ့ဒီနေ့ဟာအတိုးလုံးဘဝကလွတ်မြောက်တဲ့နေ့ဒါကြောင့်ဗုဒ္ဓကလည်းဟောခဲ့တာပေါ့ဒီတန်တရားမှာချစ်ချင်းမေတ္တာအကျွေးကလွဲရင်ဘယ်အကျွေးကိုမှမယူနဲ့တဲ့